بسم الله الرحمن الرحيم الحمد لله رب العالمين الحمد لله الذي يريد بأحد خيرا يفقه في الدين والصلاة والسلام على رسوله النبي الكريم وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم فاسألوا أهل الذكر إن كنتم لا تعلمون صدق الله العظيم وقال رسول الله صلى الله عليه وسلم إنما شفاء العي السؤال رواه أبو داود رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي رب زدني علما اللهم فقهنا في الدين سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم لذا بعد عالم تانا بنيا شميانا دوا مسلم أميودا أميود ميلو جيمين باونو خميا الحمد لله دي سيزنغا نبيما نيزي نيدان قبا أننا مما مسلم نميدا تانا ميكو نيكو بشيبي نباري لو جيمينو اكو ناتو نيداغا تانا مسائل أمي في سيسي أمسي غايا شسر لي بشيباري بشيچاني دوغارو جنو محمد أشرف تقي ندوي بشيباريဒီနေ့ဟာဟီဂျရီ1442ခုနှစ်ရဘီအဝလ2ရက်နေ့ညဖြစ်ပါတယ်နော်ဆလမ်ပေးထားတဲ့မိတ်ဆွေများအားလုံးဝါလိကုမ်အဆလမ်ဝါရဟ်မတုလာကျွန်တော်တို့ဖတ်ဝါစာအုပ်ဒီထဲမှာဖတ်ဖူးတယ်ဆလမ်ပေးတဲ့အခါတဲ့ဆလမ်လို့တမျိုးအခုမိတ်ဆွေတို့အခုဒီကောမန့်မှာရေးနေတဲ့နော် SALAM ဆလမ်ပေါ့ဗျာနော်တမျိုးဆလမ်ပေးရင်ပိုင်လားလို့မေးတာဖတ်ဖူးတယ်ဆိုတော့ဆလမ်အထမြောက်လာပေါ့လေနော်ကျွန်တော်တို့ကတော့အတူကောက်ပေါ့နော်ဒီကတော့အေရှာရာကတော့ဆလမ်အပြည့်စုံကြီးညွှန်းတာပေါ့လေတိုးတိုးလေးပဲဒီဆလမ်ပေးချင်းမှာဆလမ်အထမြောက်ဤမမြောက်ဤမှာတန်တရားရှိပါတယ်နော်ပညာရှင်တွေကဆလမ်အထမြောက်ဘူးဒါဆလမ်မဟုတ်ဘူးပေါ့နော်ဆလမ်ဆိုတော့အစ္စလာမ်မှာအစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟ်ဝဘရကာတူအနည်းဆုံးတော့အစ္စလာမုအလိုင်ကွမ်ကိုဆလမ်လို့ခေါ်တယ်ဆိုတော့မိတ်ဆွေတွေကိုမေတ္တာရက်ခံတယ်ဘုဒ္ဓကိုပဲဆလမ်ပို့ပေါ့နော်ချက်ပေါက်တွေမှာဆလမ်ကိုအပြည့်စုံရေးပါအင်ရှာအလ္လာဟ်အဲ့လိုရေးချင်းကြောင်းမို့လို့အဲ့ဒီတိုက်ပဲမှာကျွန်တော်တို့ဆော်ပြရပါလိမ့်မယ်ဒီတိုင်းကျွန်တော်တို့ဒီတိုင်းဆလမ်ကိုကျွန်တော်တို့လှုပ်လိုက်မယ်ဒီတိုင်းလှုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကြာရင် fashion ဖြစ်သွားပါလိမ့်မယ်ရံပန်ကရှိတဲ့ကျွန်တော်တို့တွေဆလမ်ပေးရတဲ့အခါမျိုးမှာတချို့လူတွေဆလမ်ကိုသူတို့ဟာလာတချို့ကကျတော့ WALK walk ဒီအဲ့ဒါကသူတို့ဝါလိုင်ကွမ်ပေါ့နော်ပြီးတော့နောက်မှဆလမ်နဲ့ walk ဆလမ်နဲ့ဆိုတော့ဒါမဟုတ်ဘူးနှစ်ယောက်လုံးစိတ်ထဲမှာတော့အဲ့ဒါတွေရှိနေလိမ့်မယ်တိုးတော့ဒီရေးသားခြင်းမှာကျွန်တော်တို့ဒီဆလမ်ရေးယုံနဲ့ဆလမ်အထမမြောက်ဘူးလို့စာအုပ်စာပေထဲမှာဖတ်ဖူးတယ်ဆလမ်အပြည့်ရေးတဲ့အကျင့်တွေလို့ပေါ့နော်အဲ့ဒါကျွန်တော်တို့ပို့ကောင်းပါတယ်ဟုတ်ပြီအမေးဖြေအစီအစဉ်ဘက်ကိုတွားလိုက်ပါမယ်နော်ဒီနေ့တော့စိတ်ထဲမှာအရင်ပျော်နေတယ်ပျော်နေတော့နော်ဒီ live တော့အမေးဖြေတွေပါရတော့အာယုံနဲ့မရှိဘူးအဲ့ပျော်တဲ့ဟာအာယုံနဲ့ရှိနေကြည်နူးနေတယ်ပေါ့လေကြည်နူးနေတယ်ပေါ့အလ္လာဟ်ရှင်ကျွန်တော်တို့အစီအစဉ်လေးကိုအကြောင်းခံပြီးမှအလှူဒန်းနေလှုပ်ခွင့်ရခဲ့တယ်အလ်ဟမ်ဒူလ illah ဟမ်ဒန်ကစီရန်တယီဘန်မူဘာရကန်ဖီAlhamdulillah Alhamdulillah တိမ်တမကတဲ့ချီးမွမ်းထောပနာပြုမှုတွေနဲ့အလ္လာဟ်ရှင်ကိုချီးမွမ်းထောပနာပြုပါတယ်အလ္လာဟ်ရှင်ကအင်မတန်ရရောတော်မူသောအရှင်ပါအလ္လာဟ်ရှင်က
အလွန်တမ်းကိုလူသားတွေရဲ့ဆန္ဒတော်တွေကိုဖြည့်ဆည်းပေးတဲ့အရှင်ဖြစ်တယ်အရှင်မြတ်မလုံနိုင်တာဘာမှမရှိပါဘူးအတန်တရားမရှိကျွန်တော်တို့ဆင်းရဲကြပါတယ်ကျွန်တော်တို့မပြည့်စုံကြပါဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်ကိုယ်တဲ့အရှင်ကတော့အလွန်တမ်းမှချမ်းသာတဲ့အရှင်ဖြစ်တယ်အလွန်တမ်းပြည့်စုံတဲ့အရှင်ဖြစ်တယ်ဒီနေ့အဲ့ဒီ3ရက်ကြီးညာပြီးမှဟာဒီ live မှာကြီးညာပြီးဒီအလူတန်းလေးလုပ်လိုက်တာမိတ်ဆွေတွေအားသက်တွေရောထဲကြတယ်85သိန်းရတယ်လူလိုက်တယ်အားလုံးလည်းပျော်ရွှင်ကြတယ်အလ်ဟမ်ဒူလ illah ကျွန်တော်မျိုးကမန်ဂျာဘီလ်ဟဆနတီဖလာအရှရူအမ်ဆာလီဟာကောင်းမှုတစ်ခုယူလာတယ်ဆိုတော့သဝပ်ဆဲစားရမယ်အဲ့လိုပဲတမျိုးအလ္လာဟ်ရှင်နဲ့တက်ဖို့အသုံးပြုမှုရဲ့ပတ်စံတစ်ချက်ကိုအစပေါင်း900ရမယ်ဆိုမှဟာဒီသ်တော်မှာလည်းလာရှိဆိုဘလို့ဖြစ်ဒီပတ်စံတွေကတေချာပေါက်ကျွန်တော်တို့မျိုးလုံးနှလုံးပိတ်တဲ့အခါကျရင်ကျွန်တော်တို့ဘာတွေးမလဲဆိုတော့ဒီထက်အများကြီးလှူလိုက်ရင်ကောင်းပါဆိုမှကျွန်တော်တို့အားလုံးတပြေးညီတွေးကြလိမ့်မယ်အားလုံးအိုက်တန်တွေးကြလိမ့်မယ်တယောက်မှငါလှူလိုက်တာများသွားပြီလို့တွေးမှာမဟုတ်ဘူးအားလုံးကဒီထက်ပိုလှူလိုက်ရင်ကောင်းပါဘာလို့ဆိုဟိုမှာပေးမဲ့ဟာတွေမြင်ပြီးမှနော်ဥမာကျွန်တော်တို့ဒီလိုပေါ့ဗျာလူတယောက်ကချဲထိုးတယ်ပေါ့ဗျာနော်ချဲထိုးတယ်သူ200ဘိုးချဲထိုးလိုက်တယ်သူပေါက်သွားတဲ့အခါမှာအဲ့ဒီ200ဘိုးထိုးတဲ့သူတွေအားလုံး200ဘိုးပေါက်တဲ့သူဘယ်သူပဲပေါ့သူစဉ်းစားလိမ့်မယ်ဒီအကွက်ကငါသိန်းဘိုးထိုးလိုက်ရင်ကောင်းပါဆိုတော့မှလူတိုင်းတွေးလိမ့်မယ်ဒီချဲနဲ့ချဲကြောင်းနဲ့နားလေတဲ့သူတွေအားလုံးသဘောပေါက်တယ်အဲ့ဒါဘာလို့လဲဆိုတော့ तू က200ဘိုးထိုးတဲ့အတွက် तू ကအစား600ထင်ပါတယ်နော်အစား600ပဲ तू ရတာပေါ့လေရတော့ तू နည်းနည်းပဲရလိုက်တယ်လေ200ဘိုးကြောင့်မို့လို့အကယ်၍မြန် तू ဒီနံပါတ်ကို तू လူတိုင်းဟာတွေးလိမ့်မယ်ငါသိန်းဘိုးလောက်ထိုးလိုက်ရင်ကောင်းပါဒါမှမဟုတ်ရင် तू ရချင်တဲ့အမောင့်နဲ့ပေါ့နော်သိန်း100လောက်အော်လိုက်ရင်ကောင်းပါဘာသူမဆိုအဲ့လိုပဲတွေးမှာဟုတ်တယ်အဲ့တိုင်းပဲကျွန်တော်တို့အလားတန်ပြန်သွားတဲ့အခါကျွန်တော်တို့ရဲ့ဒီ swap တွေကိုပြတဲ့အခါကျရင်ကျွန်တော်တမျိုးတွေးလိမ့်မယ်ငါအခုသိန်းထဲလိုက်တာရနေပါပြီသိန်း100လောက်ထဲလိုက်ရင်ကောင်းပါဘာလို့ဆိုမှအစပေါင်းမြောက်များစွာပြန်ရတဲ့အခါအဲ့လိုမျိုးလူတိုင်းလောဘတက်လိမ့်မယ်အော်စရာတခုကတော့ကျွန်တော်တို့အလူတန်းတွေကျွန်တော်တို့ဈေးရောက်တဲ့ခါပဲဖြစ်ပါပဲဖြစ်ရန်ကုန်ကတော့ကျွန်တော်တို့မိတ်ဆွေတွေလူကြပါတယ်တန်းကြပါတယ်sorry ဈေးဝယ်ဆိုလဲအားပေးကြတယ်ဗောလေအများသောအားဖြင့်ဒါပေမဲ့အလူတန်းမှာတော့ဟိုမြို့သေးသေးလေးကရှေ့အရင်ရောက်သွားတယ်မြို့သေးသေးလေးကရှေ့အရင်ရောက်သွားတယ်မိတ်ဆွေတို့တတိထားကြည့်မြင်သိလိမ့်မယ်အဲ့မှာပြည်ဦးလင်ကမိတ်ဆွေတွေကသူတို့ဒီအားသက်တရလှူလိုက်တာကဒီမြို့သေးသေးလေးရဲ့သူတွေ40နီးပါးကပ်သွားတယ်အခုလှူတဲ့တဝက်လောက်ကပြင်းနေမျိုးသေးသေးလေးရလှူလိုက်တာဟုတ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေဒါအံ့ဩစရာလေးတစ်ခုပေါ့မျိုးတွေထဲမှာဒီချင်းကလည်းအလုံးမပြေလဲတဲ့အချိန်တွေဟုတ်တယ်ကျွန်တော်တို့အလှူဒန်းကတော့အများနဲ့ရက်နေမှာမဟုတ်ဘူးနေ့စဉ်ကျွန်တော်တို့တက်နိုင်လို့ကျွန်တော်လှူဒန်းနေမှာဟုတ်တယ်အလားတော့ကျွန်တော်ပုံဝင်ကြမှာကျွန်တော်တို့တွေ့နေတဲ့ခါလေးကျွန်တော်တို့တက်ဆွမ်းနိုင်တွေရတော့လှူဒန်းနေမှာပဲအင်ရှာအလ္လာဟ်တာလာအားလုံးလည်းလှူဒန်းနေကြမယ်လို့မျိုးလင်းပါတယ်ဒီစီဇန်ကနေပြီးမှဒီမျိုးလေးဖြစ်သွားတာကိုဝမ်းသာတာပါလေနော်ကိုရဲ့နော်ဒီကြီးညာမှုတစ်ခုကိုအားလုံးလက်ပိုက်လုပ်ကြတယ်လူအယောက်60ကျော်ပေါ့နော်80လူယောက်80မိတ်ဆွေအယောက်80နီးပါးလှူဒန်းကြတယ်ဘယ်လိုဖြစ်တခုကတော့ဆရာပြောလို့ထဲချင်တယ်ထဲတင်တယ်တချို့ကျတော့ထဲဖို့အတွက်ထဲချင်နေရကြပြီပေါ့နော်အဲ့လိုမျိုးကောက်ပေးမဲ့လူမရှိတော့သူတို့မလှူရဘူးပေါ့တချို့ကလည်းကျွန်တော်ပြောတော့ကျွန်တော်လှူတဲ့အခါကျတော့လိုက်လှူချင်တယ်ပေါ့နော်ဆိုအဲ့လိုနဲ့လှူဖြစ်သွားတယ်ပေါ့ဒီအစီအစဉ်ကနေပြောပြီးမှသူကငွေအမောက်များလို့ပေါ့နော်ကိုတက်လှူလိုက်တဲ့ရန်ကုန်ကကျွန်တော်တို့မိတ်ဆွေတွေလည်းရှိပါတယ်
သူဒီ season ရဲ့အမောက်မှာတော့သူတို့မပါဘူးဒါပေမဲ့သူတို့အမောက်ကြီးကြီးလှူလိုက်ကြတယ်တကယ်ကိုမှသူတို့လုပ်နေတဲ့အလုပ်ကလေးစားစရာကောင်းတဲ့ခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဝမ်းသာသူတို့ကိုကူညီဖို့ကကျွန်တော်တို့ဘောထိုက်တက်နေလေနော်အဲ့ဒါကြောင့်မို့လဲလှူဖြစ်သွားတာပေါ့အင်ရှာလာနောက်များမှာလည်းပဲဒါမျိုးလိုအဲ့လိုကျွန်တော်ကတော့အတန်ပြူတဲ့အခါကျရင်မိတ်ဆွေတွေအခုလိုပဲအားသက်တွေရောလူတန်းကြဖို့တိုက်တွန်းပါတယ်နော်အင်ရှာလာတကယ်လိုအပ်ပြီဆိုတဲ့အခါကျရင်အင်ရှာလာဒါမျိုးလေးတွေ live ကနေကြီးညာသွားမယ် live ကနေပြောတဲ့အတွက်ကျွန်တော်အများကြီးစိတ်ချမ်းသာမှုပိုရတယ်တယောက်ကမှဘောတော့ကျွန်တော်စိတ်ထင်ပေါ့လေကျွန်တော်အကောင်းမြင်တာပဲဖြစ်ကျွန်တော်စိတ်ထင်ပေါ့မကောင်းမမြင်ကြဘူးကျွန်တော်အရင်ကလည်းဟိုနေ့ကလည်းကျွန်တော်ပြောပြဒီ season ကိုဒီလောက်အချိန်အများကြီးလာနားထောင်နေတယ်အချိန်ပေးနေတယ်ဆိုတာတကယ်လိုလားလို့တဲ့တကယ်ကိုလိုလားလို့တာနာကိုလိုလားလို့သူ့မှာအချိန်ကိုဒီမှာပေးနေရတယ်အချိန်ပေးပြီးမှအလားတာနာအတိတွေတည်တယ်ဆိုအခရတဲ့အရေးဒုနီယာအရေးကိုသူအလားရှင်နှစ်သက်တဲ့ဇင်တကြီးကိုမွေးချင်တဲ့အခါကျတော့လိုလားတဲ့သူပဲဒီနေရာကိုလာတယ်ဒီလိုလားတဲ့သူပဲလူညာလာpost ကြတော့မလိုလားတဲ့သူလည်းသူကလမ်းကြုံမြင်နေရအဲ့တော့ post မှာဘာဖြစ်လဲဆိုတော့လူအမျိုးမျိုး꿰သွားတယ်တယောက်ကဘလို့လူမာလဲတို့ဘာတို့ညာတို့စသည်ဖြင့်အမျိုးစုံမေးခွန်းတွေရောက်လာတယ်အဲ့ post မှာကဖြစ်တဲ့ဟာဘာလို့ဆိုလမ်းကြုံလူတိုင်းမြင်နေရတဲ့ခါကျတော့ဒီဆရာဘသူမှလည်းမသိတဲ့ခါကျတော့ဝင်ပြီးမှအမျိုးမျိုးပြောသွားနိုင်တယ်အဲ့ဒီဟာတွေအားလုံးလုံးဝရှင်းသွားတယ်အုံတော်ထဲမှာကျွန်တော်ပြောလိုက်တယ်ဘယ်သူမှဆရာအဲ့ဒါဘယ်လိုလုပ်မှလဲတွေပါတယ်ညာဘာတစ်ခုမှမပြောဘူးကျွန်တော်ဒါပြောလိုက်တယ်ဆရာကျမတို့ပါမယ်ကျွန်တော်တို့ပါမယ်ဆိုပြီးမှလှူလိုက်ကြတယ်အဲ့ပတ်စံတွေအားလုံးကျွန်တော်တနေ့ကုန်ဒီနေ့ဆိုတနေ့ကုန်ဒီကိစ္စနဲ့ပဲကျွန်တော်ဘာမှလည်းပဲနိုင်ငံခြားကလွှဲတဲ့ငွေတွေဆိုရင်တော့ဘာမှကိုတိုင်းသွားပြီးထုတ်ရတဲ့ဟာတွေဖြစ်သွားရောအဲ့ကျတော့ဘာမှတော့ဘန်နေရတဲ့ဒီရက်ပိုင်းကသူ social distance ဆိုတော့သူကဘန်နေမှာလူတိုင်းကိုပြုံပြီးမဝင်ခိုင်းတော့သူကတုတ်ကင်နဲ့တုတ်ကင်တစ်ခုဆောက်ဖို့တော့တော်တော်ကြာသွားတယ်အဲ့လိုနဲ့သွားပြီးမှယူလိုက်ရတနေ့ကုန်ကြာသွားတယ်ပေါ့ဒီလောက်ထဲမှာတနေ့ကုန်ကြာကိုရန်တော့ရန်ကုန်မှာမရှိဘူးဒါပေမဲ့အလားရှင်တအားကူညီပါတယ်အလားရှင်အလွန်တမ်းမောက်ဒီ season ကိုနှစ်သက်ပါတယ်နော်ကျွန်တော်မိတ်ဆွေကျွန်တော်ဖုန်းဆက်တယ်နော်ကျွန်တော်တို့အဲ့မှာတော့လှူချင်တယ်ပေါ့နော်ပထမတော့စဉ်းစားတာတော့သူတို့ကိုလာယူခိုင်းလိုက်မယ်ပေါ့လေနော်သူတို့ကိုလာယူခိုင်းလိုက်မှာပေါ့အခု social distance ဘာညာနဲ့ covid နဲ့ဆိုတော့သူတို့ဖုန်းဆက်ပြီးမှရန်ကုန်အိမ်မှာလာယူခိုင်းမယ်ပေါ့အဲ့လိုစဉ်းစားတော့ဖုန်းဆက်တော့သူကမဟုတ်ဘူးဆရာတို့လာကြည့်ပါပေါ့နော်ဒီမှာကျွန်တော်တို့လုပ်နေတဲ့ဟာတွေလည်းလာကြည့်ပါပြချင်ပါတယ်ပေါ့နော်ဘယ်လိုလုပ်နေတယ်ဆိုတော့ပြချင်ပါတယ်ပေါ့အဲ့မိတ်ဆွေတွေကျွန်တော်တို့မိတ်ဆွေတွေသူတို့ခေါ်တဲ့ခါကျနောက်ဆုံးဒါဆိုရင်တော့ဒီလာပေးရင်တော့ကျွန်တော်လာပြောရင်တော့လာကောက်ပေးမှာပါတဲ့မဟုတ်လာမကောက်ပေးဘူးမဟုတ်ပါဘူးတဲ့အဲ့ကအိမ်မဆက်ကလည်းပဲအမျိုးတော်နေတဲ့ခါကျတော့လာပါတဲ့လာပြီးမှဟောနော်အမျိုးတော်ဆိုကျွန်တော်လည်းတော်တာမဟုတ်နော်အဲ့ဒီကျွန်တော်မိတ်ဆွေတော့ပေးတဲ့မိတ်ဆွေအဲ့ဒါသူတို့ခေါ်တာနဲ့သူတို့ကိုယ်တိုင်တွားပြီးမှအဲ့မှာကြည်ပြီးမှအဲ့မှာပတ်စံလှူခဲလိုက်တယ်တော်ပဲအားလုံးလည်းပျော်နေကြတယ်ပေါ့သူတို့စီမှာတော့မာရှာလာသူတို့ရဲ့ညီရက်ကောင်းလို့လူတွေအများကြီးလှူနေကြပါတယ်သူတို့စီမှာအင်ရှာလာနောက်အခွင့်အရေးကြုံရင်လည်းအဲ့လိုမျိုးနေရာကောင်းတွေပေါ့နော်ကိုရဲ့ငွေကတကယ်မှန်ကန်တဲ့နေရာမှာတကယ်အကျိုးရှိနဲ့ရောက်သွားမယ့်နေရာတွေရှိရင်ကျွန်တော်အတန်ပြပါမယ်အဲ့မှာတွေလည်းပါဝင်ပေးကြပါဘောနော်အလရှင်မိတ်ဆွေတို့ရဲ့ဒီအလှူဒန်းကိုအလရှင်အထူးလက်ခံတော်မူပါစေကျွန်တော်တို့ရဲ့ဒုနီယာခေတဲ့အောင်မြင်ခြင်းရဲ့အကြောင်းခံပြရှင်ပြုလုပ်ပေးသနာတော်မူပါစေအလှူဒန်းတွေထဲမှာဒီနော်အလှူဒန်းတွေထဲမှာငွေကြေးနဲ့လှူဒန်းမှုဟာရှရီယတ်ရဲ့တော့ဟိုပါပေါ့ဗီဇအရာကြည့်မယ်ဆိုရင်ပိုပြီးမုံမြတ်ပါတယ်နော်ငွေကြေးနဲ့လှူဒန်းတဲ့ဟာတွေကပုံမုံမြတ်ပါတယ်ဒါကြောင့်မလို့သူအေဘာဒတ်စီရင်ထဲမှာထည့်ထားပါတယ်ဇကတ်တို့ဘာလို့ဆိုတကယ်တာနာရဲ့ forest ထဲမှာထည့်ထားဆိုတကာဆိုလဲရှရီယတ်မှာဆိုရင်တော်များများနေရာမှာကျန်တော်များခေါ်တာမှာအများကြီးမိန်ထားတယ်ဒါကြောင့်မို့ငွေချေးလှူပါငွေချေးကိုတန်တန်တော့လှူပါကျွန်တော်ရဲ့အိုဆိုရှိတယ်ကျွန်တော်ရဲ့အချင်းရှိတယ်
ကျွန်တော်ဘလောက်ငွေအမောင်းရခြင်းလဲအဲ့တော့ကိုကျွန်တော်တွက်ပြီးမှလှူတယ်တော့ကျွန်တော်တိန်း100ရချင်တယ်ဆိုရင်တိန်း100ရချင်တယ်ဆိုရင်အနည်းဆုံးကျွန်တော်10သိန်းလှူတယ်တိန်း100ရချင်တယ်ဆိုရင်ကျွန်တော်10သိန်းလှူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သိတယ်အလရှင်ကအနည်းဆုံး10စားပေးမယ်ဆိုတာကျွန်တော်သိတယ်အဲ့တော့ကိုယ်ဒီမှာရှိလို့မဟုတ်ဘူးဟုတ်တကောနည်းနည်းဟိုပါဗောဗျာဟိုအလရှင်စီပါနည်းနည်းလေးဟိုကိုကရွတ်ဝက်ချက်တီးတဲ့ခါကျတော့ဆိုးလိုက်တဲ့သဘောပေါ့လေအဲ့လိုလည်းပြောလို့ရတယ်ဗောနော်အဓိကတော့အလရှင်နှစ်သက်ဖို့လှူတာဗောဒါပေမဲ့အဲ့လှူတဲ့နေရာကျရင်ကျွန်တော်အဲ့လိုမျိုးလှူတယ်လှူပြီးသွားပြီဆိုကျွန်တော်စဉ်းစားဒီလောက်လှူပြီးမှဒီလောက်ပြန်မဝင်ဘူးဆိုရင်ကျွန်တော်နေရတဲ့ကိုကျွန်တော်စဉ်းစားငါဒီလောက်လှူလိုက်တာဒီလောက်လည်းပြန်မဝင်ဘူးဗောလေနော်ဒီလောက်လှူလိုက်ဖြစ်လို့လဲဗောပြန်မကန်ကြအဲ့လိုမျိုးစဉ်းစားနေတဲ့အတွင်းမှာပဲနောက်ထပ်ဝင်ငွေတွေပြန်ရောက်လာဘာလို့လဲဆိုတော့အလရှင်ရဲ့ဂတိရမမာဘူးလေနော်အလရှင်ရဲ့ဂတိရမမာဘူးကျွန်တော်ယုံကြည်ချက်ပဲမှာတစ်ခေါက်ကလည်းအဲ့လိုပဲလူလိုက်တယ်လူလိုက်ပြီးမှကျွန်တော်အဲ့ဒီအကြောင်းကိုကျွန်တော်ဒီ live မှာတော့ပြောဖူးလားမသိလူလိုက်တယ်လူလိုက်ပြီးမှကျွန်တော်အလုပ်တွေတည်းကနေဝင်ငွေတွေဝင်လာတဲ့အခါကျွန်တော်ကြည့်တယ်ဟာဒီဝင်ငွေကဒါမဟုတ်သေးဘူးဗောနော်ဒါတဝက်ပဲရှိသေးတယ်ဗောနော်လူလိုက်တာဒီလောက်လူလိုက်တာဗောအဲ့ဒါကိုကျွန်တော်မိတ်ဆွေကျွန်တော်ပြောပြတယ်ကျွန်တော်အဖေကျွန်တော်ပြောပြကျွန်တော်အပေါကျွန်တော်ပြောပြဒီမှာလို့ဝင်ငွေတော့ဝင်လာပြီလို့ဒါပေမဲ့ဒီလောက်ဝင်ရမှာမဟုတ်ဘူးလို့ဒီတက်ပို့ပြီးမှနောက်ထပ်2ဆဝင်ရမှာလို့အဲ့ဒါကျွန်တော်ပါပြုံးနေနောက်ရက်ကြမှာအဲ့ဒီဝင်ငွေ2ဆပြန်ရောက်လာဆိုကျွန်တော်ပြောပြတယ်ဒီမှာဟုတ်ပြီအခုမှကွက်တီဖြစ်သွားပြီဗောနော်ဒီလောက်လူတယ်ဒီလောက်ပြန်ဝင်တယ်ဒါဆိုကျက်တမဲကိုယ်တိုင်ကလည်းမဟုတ်မရှိဘူးအလရှင်ရဲ့ဂရိတော်တွေလည်းမဟုတ်မရှိဘူးလေဆိုအဲ့လိုမျိုးပေါ့ယုံကြည်ချက်အပြည့်နဲ့လူမယ်အလရှင်အမိန်လို့မှတ်ယူပြီးလူမယ်အလရှင်နှစ်သက်ဖို့ဆိုပြီးမှတ်ယူပြီးလူမယ်ကိုယ့်ရဲ့ချွေးနေစာလူမယ်အင်ရှာလောတာလာအဲ့လိုလူတန်းတဲ့လူတွေဘယ်တော့မှဆင်းရဲဖို့မရှိဘူးဘယ်တော့မှဆင်းရဲဖို့မရှိဘူးဘယ်တော့မှပြေလည်ဖို့မရှိအဲ့ဒါလုံးဝပကားအုပ်စုပဲတေချာတဲ့စကားပဲကျွန်တော်တို့ကြည့်တဲ့လူတွေချမ်းသာနေတဲ့လူတွေပဲလှူနေကြတာတွေ့ရလိမ့်မယ်သူများစီကနေပြီးမှပတ်စံတောင်းတဲ့သူတွေပေါ့ပတ်စံယူတဲ့သူတွေပေါ့နော်အမြဲတမ်းဟိုပါပေါ့ကျွန်တော်တို့ဇကတ်ကာလမှာဇကတ်ယူတဲ့သူတို့ဟလာဘာတို့ညာတို့ကျွန်တော်တို့စီမှာအမြဲတမ်းအမျိုးတွေစီကနေမှဖုန်းဆက်ပြီးမှမပြေလေလို့ပြောတဲ့သူတို့မိတ်ဆွေတို့မြင်ဘူးလိမ့်မယ်တယောက်ချင်းစီမှာတယောက်တိုင်းမှာအဲ့လိုလူတွေရှိလိမ့်မယ်အဲ့လိုလူတွေကများသောအားဖြင့်ပေါ့နော်အဲ့လိုလူတွေကမနစ်ကလည်းပဲသူဖုန်းဆက်ပြီးတောင်းတယ်ဒီနှစ်လည်းသူဖုန်းဆက်ပြီးတောင်းလိမ့်မယ်အဲ့ဒီအရင်နှစ်ကလည်းပဲအကြောင်းမျိုးမျိုးနဲ့သူတောင်းလိမ့်မယ်သူကယူရဲလက်ဖြစ်တဲ့ပုံမှာသူ့ကိုအလားရှင်အမြဲတမ်းအဲ့ယူတဲ့နေရာပဲထားလိုက်တယ်ဟုတ်ပြီပေးတဲ့သူကိုကြည့်မယ်ဆိုရင်ပေးတဲ့သူကပေးတဲ့သူဖြစ်တဲ့ပုံမှာအလားရှင်ကသူ့ကိုအမြဲတမ်းပေးတဲ့လက်ဖြစ်နေပဲအမြဲတမ်းထားတယ်အမြင့်မှာပဲထားတယ်ဒါကြောင့်ပေးခြင်းလှူဒန်းခြင်းကိုဘယ်တော့မှနောက်မဆုံးနဲ့လူတဘာဝရထုတ်လိုက်တဲ့အခါမှာနည်းနည်းလေးတွန့်သွားလိမ့်မယ်ဒါပေမဲ့ငါတွန့်လို့မဖြစ်ဘူးဒါအလရှင်နှစ်သက်ဖို့လုပ်နေရဆိုတော့ရည်ရချက်နဲ့လှုပ်လိုက်ရဲတင်းတင်းရှိတိုးလိုက်အလရှင်လမ်းနေအများကြီးဖွင့်ပေးလိမ့်မယ်လမ်းနေအများကြီးဖွင့်ပေးလိမ့်မယ်ဒါဒုနီယာရဲ့အိုးဆိုပဲဟုတ်တယ်ဒုနီယာဒီနေ့ဒီကိုဗစ်ကာလမှာဆိုရင်ဒီ ARD Foundation ကဒီကိုဗစ်ကာလအတွက်လှူတာဆိုရင်ဟာလာမြန်မာကျပ်6ဘီလီယံနဲ့ကျွန်တော်တို့အုံနောက်တွေပါတယ်လွင့်သွားလိမ့်မယ်ဒီလားအဲ့လောက်အမောက်မြင်ရှောရင်လည်းရှောသွားနိုင်တယ်ဒီလားဘီလီယံနဲ့6ဘီလီယံဒီဘက်မှာနောက်တစ်ခုဟိုဘက်ဆေးရုံစောက်ဖို့အတွက်သူတို့လှူဒန်းလိုက်တာကအမေရိကန်ဒေါ်လာ2တန်းလှူလိုက်တယ်ဒီ Mass Group ကသူတို့လှူလိုက်တာသူတို့တွေဘာသာချတယ်ဟုတ်တယ်သူတို့လှူတယ်သူတို့တည်တယ်ဒီအလူငွေသူတို့ရင်းလိုက်တာဟုတ်တယ်ဒါဘာလို့ဒီတက်မကပြန်ရမယ်ဆိုတော့သူတို့တည်နေတဲ့ခါကျတော့သူတို့ရင်းလိုက်တာကျွန်တော်တို့ကမွတ်စလင်တွေဖြစ်ပြီးပါကျွန်တော်ယုံကြည်မှုအားနေတယ်ဆိုရင်သူတို့တော့ယုံကြည်မှုမရှိဘူးဆိုရင်ကျွန်တော်တို့လည်းကျွန်တော်တို့ယုံကြည်မှုကိုကျွန်တော်တို့ပြင်ရမယ်6ဘီလီယံနဲ့စဉ်းစားကြည့်ပါ6ဘီလီယံတန်းနေတိန်းနေမဟုတ်တော့ဂရေတွေမဟုတ်တော့အဲ့လိုတိန်းကိုတိန်းနဲ့ချီပြီးလူနေကြတဲ့သူတွေဘယ်လိုပဲဖြစ်အလားရှင်အဲ့ဒီသူတွေကိုအဲ့လောက်အဆမ်းမှာပဲပြန်ပေးတာသူတို့တီးတဲ့ခါမှာသူတို့ကအမြဲတမ်းလှူပြီးရင်သူတို့စီးပွားရေးတွေကလည်းတိုးတက်ပြီးရင်တိုးတက်ရင်ဆိုကျွန်တော်တို့အမြဲတမ်းပေးတဲ့လက်လုံးမယ်အင်ရှာအလ္လာဟ်တာလာ
inshallah ပေးတဲ့လက်ပဲလုပ်မယ် inshallah ဒါလားယူတဲ့လက်မလုပ်ဘူးနော်ဒုက္ခရောက်တဲ့သူတွေတွေ့ရင်လက်မနေဘူးကုညီမယ် inshallah ပေးတဲ့လုပ်မယ်အလ္လာဟ်ရှိကျွန်တော်တို့ကိုမြင့်မာတဲ့စင်တန်းထားလိမ့်မယ် inshallah ဒါဟုတ်ပြီကျွန်တော်တို့အမေးဖြေစီစဉ်ဘက်ကိုသွားလိုက်ပါမယ်မေးခွန်းလည်းနဲပါတယ် inshallah ပြီးသွားပါလိမ့်မယ်မေးခွန်းအဆုံးမှာကြည့်အချိန်ပူတယ်ဆိုရင်ကျွန်တော်ဟိုနေ့ကတမန်ကြီးဆလောလ္လမ်လမ်းလျှောက်တဲ့အကြောင်းလမ်းလျှောက်တဲ့ဆွန်နတ်တွေပြောတဲ့အခါကျတော့အခုစဉ်းစားမိတယ်လမ်းရဲ့ဆွန်နတ်တွေပြောပြမယ်လမ်းမှာလမ်းကိုဘယ်လိုရှရီယတ်ကလမ်းနဲ့ပတ်သက်ပြီးဘယ်လိုအမိန့်တွေပေးထားလဲဆိုတော့ပြောပြမယ်နော်မနေ့ကလာမိထားပါတယ်မြဝတီကအစမာပါတဲ့ကိုမှပတ်စံဇကတ်မစားထိုက်တဲ့လျောက်တဲ့ပတ်စံရှိပါတယ်ဒါပေမဲ့ပတ်စံတွေအားလုံးကအလုတ်ထဲမှာအကုန်ထည့်ထားပါတယ်တဲ့9လလောက်ရှိပါပြီတဲ့ကိုဗစ်ကြောင့်အလုတ်ကပိတ်နေတော့ပတ်စံကအကုန်အဲ့ထဲမှာဆိုတော့လက်ထဲမှာပတ်စံမရှိတော့လို့တဲ့သူများပတ်စံပေးရင်စားလို့ရတာတဲ့ဟုတ်ကဲ့သူများကပတ်စံပေးရင်အခုဒီနေ့ကျွန်တော်တို့ပေးတယ်လို့မျိုးဆောဒကာပတ်စံပေါ့နော်ဒီမှာဇကတ်မပါဘူးအဲ့လိုမျိုးပတ်စံဆိုရင်စားလို့ရတယ်ဇကတ်ပတ်စံပေးမယ်ဆိုရင်တော့စားလို့မရဘူးဘာလို့ဆိုတော့အမကအလုတ်ထဲမှာအမရဲ့ဇကတ်ငွေရှိတဲ့အတွက်ပေါ့နော်အဲကြောင့်မို့စားမပိုင်ဒီလိုလုပ်လို့ရတယ်အရန်ခက်ခဲနေတယ်ဆိုရင်ပတ်စံချီလို့ရတယ်เนาะပတ်စံချီပြီးမှအဲ့ဒီပတ်စံချီတဲ့ငွေပေါ့နော်ပတ်စံအကျွေးရှိပြီဆိုသူတယောက်ကဟာဆိုတော့ဟုတ်ပြီအကျွေးကိစ္စတွေမစင်စားပါနဲ့ဆောဒကာဆိုစားပိုင်မယ်ဇကတ်ဆိုရင်စားမပိုင်ဘူးเนาะနောက်မဲဆောက်ကဇကရီယာပါတဲ့အဖေဘက်ကအဖေရဲ့ညီကိုရဲ့သားသမီးတွေနဲ့နေကမပိုင်ဘူးလို့ထင်ခဲ့တယ်တဲ့အခုဆရာရဲ့ဗျံမှာလုံးပိုင်တယ်လို့သိရပါတယ်တဲ့ဒီတဝမ်းကွဲအကူတွေနဲ့ကျွန်တော်အမျိုးသမီးနဲ့နေကဟာလာဖြစ်နေတဲ့အပေါ်မှာတဲ့သူတို့အရှိမကောနေကလုပ်ဖို့လိုလားတဲ့ကျွန်တော်ရဲ့အမျိုးသမီးကအရင်ကအဖေရဲ့ညီကိုတွေရဲ့သားတွေနဲ့နေကဟာရမ်ထင်ပြီးသူတို့ရဲ့ရှေ့မှာပရဒါမလုံမိခဲ့ပါဘူးတဲ့အဲ့ဒီတော့အပြစ်တစုံတရာထိုင်မိလားတဲ့နေကဘုဒ္ဓအမျိုးသမီးတယောက်ကသူ့မှာဘလို့စီကံချက်တွေနဲ့နေထိုင်ရမလဲဆိုတာလေးဆရာအလင်းပြပေးပါဟုတ်ကဲ့ဒီမျက်နှာကိုဖုံးခြင်းကကျွန်တော်တို့ရဲ့အလှပကိုကျွန်တော်တို့ဟလာဟိုနေကပြုတ်ပိုင်တဲ့သူတွေရှေ့မှာမမြင်အောင်ထိမ့်သိမ်းခြင်းဟုတ်တယ်ဖစ်နာတွေကနေကာကွယ်ခြင်းဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်အိမ်မှာကိုနေတယ်ဆိုတော့နေကောက်မလို့ဟလာကျဲလို့နေလို့ရတယ်သူများစီရောက်သွားပြီဒါမှမဟုတ်ဒဇိန်အမျိုးသားရှိကိုနဲ့နေကပိုင်တဲ့အမျိုးသားရှိရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဟလာမျက်နှာဖုံးအုပ်ဖို့အတွက်လိုအပ်မယ်ပေါ့နော်အဲ့လိုနေချင်းကဟလာကျွန်တော်တို့ရဲ့ပညာရှင်တွေကဝါဂျစ်လို့သတ်မှတ်တဲ့အရေးကြီးတယ်ပေါ့နော်ဘာလို့ဆိုအလှကအဲ့မျက်နှာမှာပဲလာဆူးတဲ့အတွက်ပေါ့တချို့ပညာရှင်တွေထဲမှာလည်းတချို့ကျတော့လေအဲ့လာမျက်နှာခြေလက်ကိုကျွန်တော်မျိုးကိုရာမှာကဖော်ခွင့်ပေးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောပြီးမှချော့ပေးတဲ့ပညာရှင်တွေလည်းရှိတယ်တကယ်တမ်းတော့မဟုတ်ပါဘူးမျက်နှာကသူကအလှဆုတဲ့နေရာဖြစ်တဲ့ပုံမှာမျက်နှာလည်းဖုံးတင်တဲ့အရာဖြစ်တယ်ဆွာဟာဘာတခင်ကြီးတွေပေါ့နော်ဆွာဘီယာမျိုးသမီးကြီးတွေလည်းမျက်နှာဖုံးခဲ့ကြတယ်ဆိုတော့နေကပိုင်ပြီဆိုတော့ ਨੇ သူ့ရှိမှာမျက်နှာဖုံးဖို့လိုအပ်သွားပြီတက်နိုင်တော့ဖုံးမယ်ဘလို့စီကံချက်ရှိတယ်ဆိုတော့အိမ်မှာနေတဲ့အများသောအားဖြင့်အိမ်မှာနေပါဗောလေနော်အပြင်သွားတဲ့အခါတော့နေကပ်တက်ပါဗောနော်အဲ့ဒါသူ့ရဲ့စီကံချက်ပါပဲနေကပ်ထဲကနေပြီးမှလည်းမျက်စိကိုလည်းထိန်းရမှာဗောနောက်ရန်ကုန်ကအလီပါတဲ့မနေ့ကဂျင်ဟမ်ဇာအကြောင်းပြောပြလို့တော်တော်စိတ်ဝင်စားတော့ပါတယ်လူဝင်စားတယ်ဆိုတာကရောဘလို့သဘောမျိုးနဲ့ဘလို့သဘောလဲပြောပြပေးပါတဲ့နောက်ကလူဝင်စားတယ်ဆိုတော့ရှရီယတ်မှာမရှိပါဘူးเนาะနေကပ်ဆိုလို့ကျတော့အခုဆိုရင်ဒီကိုဗစ်ကာလမှာဒီနေကပ်လောက်ရတာလုံးဝကြီးလွယ်သွားပါပြီเนาะပုံမှန်ဘော်ဒကာလေးဝင်မယ်ကောင်းပေါင်းလေးဆောင်မယ်မျက်နှာကိုမတ်စ်လေးတက်လိုက်မယ်နေကပ်ဖြစ်သွားပါပြီเนาะမာရှာလာအဲ့တန်းလေးနေပေါ့အမျိုးသမီးကျွန်တော်တို့အမေအမတွေအခုဒါpractice လုပ်ပေးလိုက်တာပဲကျွန်တော်တို့လေ့ကျင့်ပေးလိုက်တာပဲမျက်နှာဘယ်လိုအုပ်ရမလဲဆိုတော့နေကပ်ကိုခေါင်းပေါင်းတဲကနေနေကပ်ပွေးလိုက်တယ်ဆိုအလိုလိုနေမျက်နှာကိုခေါင်းပေါင်းထဲကနေကျွန်တော်တို့ mask တက်လိုက်မယ်ဆိုရင်အလိုလိုနေကပ်ဖြစ်ပြီးသားပဲမဟုတ်လားဆိုတော့အခုလည်းအကျင့်လုပ်လိုက်ပါနော်အင်ရှာအလ္လာဟ်တာလာကိုဗစ်ကာလကြီးပြီးတော့ဘယ်သူမှ
must မတက်ရင်လည်းပဲကိုကတော့အချင်းရပြီတက်နေလဲ inshallah ဘွားတစ်ခုလုံးနေကပ်နဲ့နေတဲ့ဆောပြရလိမ့်မယ် inshallah နောက်တိုင်ဦးကမိုဟမ္မဒ်ဟာရှင်ပါတဲ့တေဆုံးတဲ့သူရဲ့ဝိညာဉ်ကားတဲ့အလရှင်တတ်မှတ်တဲ့နေရာကိုတန်းသွားရမလားတဲ့မရက်ပို့ပြီးအလန်း40ကျော်မှသွားရလားတဲ့ဟုတ်ကဲ့ဝိညာဉ်ကတော့ကျွန်တော်တို့ဝိညာဉ်ကတော့သူကဒီအလရှင်တတ်မှတ်ထားတဲ့ဒီအီလီယင်တို့စစ်ကြီးတို့မှာပဲရှိတယ်ဒါပေမဲ့ရှိတယ်ဆိုပေမဲ့ဒီ dead body ပေါ့ဗျာနော်ဒီကပတ်ထဲမှာရှိတဲ့ခန္ဓာကိုယ်နဲ့သူနဲ့က contact ရှိတယ်ကျွန်တော်တို့အိမ်မက်လို့ပဲအိမ်မက်ထဲမှာကျွန်တော်တို့တွေနေရာတကာရောက်တယ်အိမ်မက်ထဲမှာကျွန်တော်တို့နာကျင်မှုတွေရှိတယ်အိမ်မက်ထဲမှာကျွန်တော်တို့နာကျင်လို့ငိုကြွေးတာတွေရှိတယ်ပျော်ရွှင်လို့ရည်တာတွေရှိတယ်စသဖြင့်အဲ့လိုမျိုးဆက်သွယ်မှုရှိတယ်လို့ပဲအပြင်ဘက်ခန္ဓာကိုယ်ကခံစားရတယ်လို့ပဲအဲ့လိုမျိုးဝိညာဉ်နဲ့ဒီရဲ့ဟိုဟာနဲ့ကဆက်သွယ်မှုရှိပါတယ်အဲ့တော့မေးခွန်းတွေမေးတဲ့အခါကျရင်နှစ်ခုလုံးကနေရာတော့မတူပေမဲ့သူတို့ကအတူတူရှိတဲ့သဘောမျိုးရှိပါတယ်เนาะတယောက်တနေရာမှာစစ်တယ်ဆိုတာကနောက်တနေရာကလည်းအော်တိုသူ့ကိုစစ်နေတယ်လို့ပဲသိရပါတယ်ဒါဝိညာဉ်ကတော့ဝိညာဉ်နေရာမှာရှိလိမ့်မယ်เนาะဆိုတော့ဒီခြေလမ်း40တွေဘာတွေမှာမေးတဲ့အခါကျရင်လည်းပဲဒီမှာနော်အကေကဗာမှာလာမေးတယ်ဆိုရင်လည်းပဲဒီကဗာတဲကကျွန်တော်တို့ရဲ့ဒီဟိုပါပေါ့เนาะကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဒီအီလီမှာရှိတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကနှစ်ခုတစ်ခုတည်းရှိတယ်လို့နေရာတော့တနေရာစီဟုတ်တယ်ဒါပေမဲ့နေရာတော့မတူဘူးဒါပေမဲ့တနေရာတည်းရှိတယ်လို့ပဲမေးခွန်းမေးရင်လည်းပဲအတူတူဖြေမယ်အဲ့လိုမျိုးပေါ့နော်အိမ်မက်တဘောအိမ်မက်တဲ့ပုံစံမျိုးကျွန်တော်တို့အိမ်မက်ဆိုတော့ဒါနားလည်လွယ်အောင်ပြောတာပေါ့လေနော်အဲ့လိုမျိုးပဲသူဒီ body နဲ့ဝိညာဉ်နဲ့တက်စီရှိပေမဲ့မေးတဲ့အခါပြောတဲ့အခါအားလုံးဟာတနေရာလည်းရှိတကယ်ဆိုအတူတူခံစားရလိမ့်မယ်အတူတူသိရလိမ့်မယ်အတူတူဖြေလိမ့်မယ်ပေါ့နော်အဲ့တော့ကောင်းချင်းနေလာတဲ့အခါကျရင်လည်းပဲเนาะဟိုပါပေါ့เนาะစီးစိမ်နေချင်းမြင့်တဲ့အခါကျရင်လည်းပဲတနေရာတဲ့အတူရှိတကယ်ဆိုစီးစိမ်နေရမယ်အဲ့လိုပဲအဇပ်တွေလာတဲ့အခါကျရင်လည်းတနေရာတဲ့အတူရှိတကယ်ဆိုအဇပ်တွေရောက်လိမ့်မယ်အဲ့ဒီအဆိုကဟာပေါ့နော်အမှန်ဆုံးပဲပေါ့နော်ကျွန်တော်တို့ပညာရှင်တွေအဲ့လိုမျိုးပဲမှတ်ယူတယ်ဘာလို့ဆိုအကွဲကိစ္စဖြစ်တဲ့ပုံမှာဒါအနည်းဆက်ဆုံးဒီလိုရှင်းပြကြတယ်ပေါ့နော်အကွဲကိစ္စတော့အလားရှင်ပဲသိရနိဒါပေမဲ့ကုရ်အာန်ဟဒီစ်ကိုထားပြီးမှအရှိမထားပြီးမှချိန်ကြီးတဲ့အခါမှာဒီလိုပဲအဖြေထွက်တယ်ဟုတ်ဒီညရိုဇာထားရလားတဲ့ပသိင်္ဂဆိုဖီယာပါတဲ့ဟုတ်ကဲ့ဒီရဘီအဝလ်မို့လို့ရိုဇာတီးတဲ့မရှိပါဘူးနော်နောက်မလေးရှားကခဒီဂျာပါတဲ့ဆရာအစီအစဉ်ကိုနောက်နေ့မှနားထောင်ပါတယ်တဲ့အမြဲတမ်းနားထောင်ပါတယ်တဲ့ဆရာကိုမေးနေကြတာမရှင်းလို့ပါတဲ့နမတ်တွေကိုကတ်စွာပြန်ဖြည့်လို့ရတယ်လို့ဆရာအမြဲပြောနေလို့ပါတဲ့မလေးကဆရာတွေကပြန်ဖြည့်လို့မရဘူးလို့ပြောနေလို့ပါတဲ့ဆွန်နတ်တွေများများဖတ်ပါအစားပြန်ထိုးပေးလိမ့်မယ်လို့ဒီကပြောနေပါတယ်သူကတော့ဘယ်လိုရေးထားလဲမသိသူပြောချင်တာတော့သူတို့မလေးရှားဆရာတွေကတဲ့နမတ်ကတ်စွာမရှိဘူးလို့ပြောတယ်တဲ့ဆရာကကတ်စွာရှိတယ်လို့ပြောတယ်တဲ့ဟိုကတော့ဆွန်နတ်ပဲများဖတ်ပြီပေါ့နော်ပြတ်တဲ့ဟာတွေကိုအစားထိုးမယ်လို့ပြောတယ်တဲ့ဟုတ်ကဲ့ဒီနမတ်ကတ်စွာရှိခြင်းနဲ့ပတ်သက်ပြီးမှကျွန်တော်အရင်ကလည်းအကျယ်တစ်ခေါက်ရှင်းပြပူပါတယ်ကျွန်တော်တို့အီမမ်ကြီး၄ပါးလုံးထံမှာပေါ့နော်အီမမ်ကြီးတွေထံမှာတင်ကျွန်းတဲ့နမတ်ကတ်စွာရှိပါတယ်နော်နမတ်ကတ်စွာမရှိဘူးလို့ပြောတဲ့အီမမ်ရှိတယ်ဒီပုဂ္ဂိုလ်တွေထံမှာကနမတ်ကတ်စွာမရှိဘူးလို့ပြောရခြင်းကဟာဒီသ်တော်မှာလာရှိတဲ့နမတ်ဟာဟလာကာဖီနဲ့မွတ်စလင်နဲ့ခြားနာခြင်းဟာနမတ်ဖြစ်တယ်လို့ဟာဒီသ်တော်မှာလာရှိတဲ့အတွက်နမတ်ကိုဆွန့်လွတ်ပြီးဆိုရင်အဲ့ဒီသူကကာဖီဖြစ်သွားတယ်ကာဖီဖြစ်သွားတဲ့အတွက်ကာဖီဘဝမှာလောက်ခဲ့တဲ့ဥစ္စာတွေကအစ္စလာမ်နဲ့ပြန်ရောက်ပြီဆိုရင်အဲ့ဒါတွေကိုပြန်ပြီးမှလှုပ်ဆရာမလို့တော့ဘူးလေ
အဲ့ဒါကြောင့်မို့သူတို့ကနမတ်ကစွာမရှိဘူးလို့ပြောခြင်းဖြစ်တယ်ဆိုတော့အဆိုနှစ်ခုပဲရှိတယ်ပညာရှင်တချို့ကပညာရှင်အများစုကနမတ်ကစွာရှိတယ်ပြောတယ်အားလုံးကစွာတွေဖတ်ကြတယ်ဓမ္မကြီးဆရာဆန်လည်းဘောမှာနမတ်ကစွာဖြစ်ခဲ့တဲ့အချိန်တွေရှိတယ်တစ်ချင်းပဲပြန်ဖတ်တယ်အဲ့တော့ကစွာမရှိဘူးလို့ပြောတဲ့ပညာရှင်ကသူကမှတ်ယူတာကနမတ်လွတ်တဲ့အတွက်ကာဖီဖြစ်သွားတယ်ကာဖီဖြစ်သွားတဲ့အတွက်နမတ်ကိုဟာလာပြန်ပြီးဖတ်เสียမလို့ပေါ့အစ္စလာမ်နဲ့ပြန်ရောက်တဲ့ခါကျရင်ဆိုတော့အခေအဲ့လိုမျိုးယူမယ်ပေါ့နော်နမတ်လွတ်ခြင်းကြောင့်ကာဖီဖြစ်တယ်လို့ယူမယ်ဆိုရင်မိတ်ဆွေတို့ရဲ့နေကာတွေပါနမတ်လွတ်ရင်ပြန်ဖတ်ရလိမ့်မယ်ဒီဘက်အစ္စလာမ်နဲ့ပြန်ရောက်လာတဲ့ခါကျရင်သဘောပေါက်လားမသိအဲ့တော့အဲ့လိုပဲပညာရှင်ကမှမပြောဘူးနေကာပြန်ဖတ်ပါလို့နမတ်လွတ်ခြင်းကြောင့်ဆိုတော့တကယ်လဲကာဖီမှဖြစ်သွားတာလေနော်သူကလက်တလောအမိတ်မထမ်းဆောင်တာပဲရှိသေးတယ်သူကာဖီမဖြစ်စေဘူးဆိုတော့နမတ်ကစွာရှိပါတယ်နော်ဆိုကစွာလည်းဖတ်ပါဆွန်နတ်လည်းမများဖတ်ပါနဖီလည်းဖတ်ပါကောင်းပါတယ်ဆွန်နတ်နဖီကကီယာမတ်နေ့မှာနမတ်ကလိုအပ်ချက်တွေရှိရင်အစားထိုးပေးမယ်လို့ပြောတဲ့ဟာဒီစီလည်းရှိတယ်မှန်ပါတယ်သို့တော့ကစွာလည်းဖြေရပါမယ်နော်အဲ့ဒီကစွာပြန်မဖြေရဘူးဆိုတဲ့ပညာရှင်တွေရဲ့အဆိုကိုကျွန်တော်တို့လက်မခံပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကုရ်အာန်ဟဒီသ်နဲ့ထပ်တူကြမှုနည်းနည်းလေးအားနေတယ်လို့ကျွန်တော်တို့ယူဆတယ်ဆိုကျွန်တော်တို့လက်မခံဘူးနော်ကျွန်တော်တို့ကတော့ကစွာဖြေရတဲ့ဥစ္စာကိုလက်ခံတယ်နောက်ရန်ကုန်ကဂျုံမာပြီပါတဲ့အခုပလီကရက်ကွက်ကမွတ်စလင်တွေကိုတဲ့စားစရာတွေပေးပါတယ်အလဲလက်တန်းစားလူတွေရောစားပိုင်လားတဲ့တီးချင်လို့ပါတဲ့ကျမတို့ကဇကတ်မစားထိုက်လို့အဲ့လိုပေးတာစားပိုင်ခွင့်ရှိမရှိတီးချင်လို့ပါတဲ့ဟုတ်ကဲ့သူတို့မေးပေါ့နော်ဒီဟာကနော်ဇကတ်ပတ်စံနဲ့ပေးရလားဒါမှမဟုတ်ရင်အလတ်အတွက်ဒီနေ့လလာဆဒကာပေးရလားပေါ့ဇကတ်ပတ်စံနဲ့ပေးတယ်လို့ပြောတဲ့ခါကျရင်နော်အမားတို့စားမပိုင်ပါဘူးဇကတ်မဟုတ်ဘူးဒါလူတိုင်းစားလို့ရတယ်ဒါဆဒကာဖြစ်တယ်ဘာမို့ဒါလလာဖြစ်တယ်စသည်ဖြစ်ပါတို့တစ်ခုခုပြောမယ်ဆိုရင်ဇကတ်မဟုတ်ဘူးဆိုရင်စားလို့ပိုင်သွားပြီနော်ဆိုတို့မေးပြီးမှစားဖို့နောက်ရန်ကုန်ကဟဖ်ဆာပါတဲ့ကျွန်မအရင်ကပဝါဆောင်းပါတယ်တဲ့3နှစ်လောက်ရှိနေပြီတဲ့ပဝါဆောင်းရင်းနဲ့သပင်ဖြောင်းလိုက်ပါတယ်တဲ့သပင်ဖြောင်းပြီးတဲ့ကပဝါမဆောင်းတော့ပါဘူးတဲ့အခုဆရာရဲ့အစီအစဉ်ကိုနေ့တိုင်းနားထောင်ပြပါတယ်တဲ့ဆရာပြောတဲ့စကားတွေကိုလည်းမှတ်ထားပါတယ်တဲ့အခုကျွန်မဘောရခါပါဝစ်လိုက်ပါပြီတဲ့အဲ့လိုမျိုးဝစ်ချင်တဲ့စိတ်ကဆရာအစီအစဉ်ကိုနားထောင်ပြီးဖြစ်လာတာပါတဲ့ဆရာနဲ့ဆရာမိသားစုတဲ့တူမှာအထူးလုပ်ပါတယ်တဲ့ကျွန်မတို့မေးတာကိုအချင်းကုန်ခံပြီးပြောပြပေးလို့အထူးတူလုပ်ပေးပါတယ်တဲ့အခုလိုပြောပြတာကဆရာစကားတွေကိုနားထောင်ပြီးကျွန်မတို့လည်းပြောင်းလဲသွားပါတယ်ဆိုတာကိုဆရာသိစေချင်လို့ပါတဲ့ဆရာတူကိုကျွန်မတို့လည်းလုပ်ချင်ပါတယ်တဲ့ဟုတ်ကဲ့အလရှင်တိထက်ပို့ပြီးမှအလရှင်နှစ်သက်တဲ့ပုံစံနဲ့ဒုနီယာမှာနေထိုင်ခွင့်ကိုအလရှင်ကျွန်တော်တို့အားလုံးကိုချီးမြှင့်ပါစေနော်ကျေးဇူးအများကြီးတင်ပါတယ်အမြဲတမ်းနားထောင်တဲ့အတွက်အင်ရှာလာနောက်လည်းနားထောင်ပါမိတ်ဆွေကိုလည်းပြောပြပါနော်ဒါနောက်ဆုံးမေးခွန်းဖြစ်ပါတယ်ဒီစီစဉ်မှာမေးလို့ရဆိုရင်မိမိတို့ရဲ့နာမည်နေရဘယ်သူမှမပုတ်ခတ်တဲ့မေးခွန်းတွေမေးပါအင်ရှာလာနောက်နေ့တိုင်းမှာကျွန်တော်ဖြေပေးနေပါတယ်နော်မနေ့ဖြန်ကျွန်တော်အလာလန်သွားမယ်ရက်40ပေါ့နော်ရက်40ဆိုတာထက်ရက်40ဆိုပါစို့နော်အလာလန်သွားမယ်ဟိုမှာရောက်ရင်တော့ဒီရက်40အတွင်းမှာအကယ်၍အချိန်နေနည်းနည်းနောက်ကျတာရှေ့တိုးတာလေးရှိလာနိုင်တယ်အဲ့ဒီနေပြန်ကျင်ညာပေးမယ်နော်တချို့ line မကောင်းတဲ့နေရာရောက်ပြီဆိုနေပဲနည်းနည်းတီးခံပေးပေါ့ lockdown နေပြေးပြီးခီးတွေပါတွေသွားလို့ရပြီဆိုတော့ inshallah အချင်းကျတော့ခီးသွားရရှိတယ်ခီးသွားဖို့အချင်းကျတော့ခီးသွားမယ်ပေါ့လေနော်အခုတော့နေရာကပိတ်ထားတဲ့ခါကျတော့အိမ်မှာနေလဲပဲဒီလောက်ဟိုဒါနာလုပ်တွေအဲ့လောက်မလုပ်နိုင်ဘူးဒီနော်ဆိုအလလန်သွားတဲ့ခါကျရင်တော့ဟိုမှာလူအများစုကိုလိုအပ်တယ်ကိုကြောင့်မို့လို့လူအများစုပြောင်းလဲတယ်ကိုလည်းပြောင်းလဲမှုရတယ်အားလုံးအကျိုးရှိတဲ့ခါကျတော့စဉ်းစားလိုက်တယ်ပြီးတော့ဒီကြားထဲမှာကိစ္စတစ်ခုနဲ့ပတ်သက်ပြီးအလ္လာဟ်ရှင်ထံကိုဒူအာလုပ်ထားရအလ္လာဟ်ဒီကိစ္စအမြဲဆုံးဖြေလည်မှုပေးပါအမြဲဆုံးအဆင်ပြေမှုပေးပါနော်ဆိုပြီးမှပြောထားတဲ့ကိစ္စတွေရှိတယ်ဆိုအလ္လာဟ်ရှင်အဆင်ပြေမှုပေးခဲ့တယ်အဲ့ဒီကျေးဇူးတင်တဲ့အနေနဲ့လည်းအလ္လာဟ်ရှင်နဲ့တဲ့လမ်းတစ်ခုသွားပဲလို့
ဆုံးဖြတ်တယ်မိတ်ဆွေတွေကလည်းပဲဆရာပါရင်သွားမယ်ပေါ့အဲ့လိုမျိုးပြောတာ ਨੇ ဘယ်လိုပဲဖြစ်ဖြစ်သွားဖို့ဆုံးဖြတ်လိုက်တယ်တော့မှတီးရပြီပါအင်ရှာအလ္လာကျွန်တော်လည်းတည်ရမယ်နောက်ရက်ဒီအစီအစဉ်အပြောင်းလဲရှိရင်ပြောပြမယ်လေအင်ရှာအလ္လာနေ့စဉ်တော့လွှင့်ဖို့ကြိုးစားပါမယ်နော်အလ္လာရှင်ကျွန်တော်တို့အားလုံးဒီစီစဉ်မှာပါဝင်ခြင်းနားထောင်ခြင်းကိုအလ္လာရှင်အထူးလက်ခံကပူပြုတော်မူပါစေဒုနီယာအခရအောင်မြင်ခြင်းအကြောင်းခံပြအရှင်ပြုလုပ်ပေးသနာတော်မူပါစေဒုနီယာမှာလည်းအရှင်နှစ်သက်တဲ့ဇင်တဂီတစ်ခုမွေးနိုင်တဲ့တောက်ဖိချီးမြှင့်တော်မူပါစေအလ္လာထံပြန်ရင်လည်းအလ္လာရှင်နှစ်သက်တဲ့ပုံစံနဲ့မျက်နှာပန်းလာအရှင်မြတ်ကိုဖူးမြောက်ခံကိုအရှင်ချီးမြှင့်တော်မူပါစေအာမီအာမီယာရဘ်ဘ်အာလမီSubhanallah wa bihamdi subhanakallahumma wa bihamdika ashhadu an la ilaha illa anta astaghfiruka wa atubu ilayk subhana rabbika rabbil izzati amma yasifun wa salamun alal mursalin walhamdulillahi rabbil alamin